ဒါရီနော်ဟုတ်ကဲ့ပါမရအောင်မရအောင်နော်ညနေဟုတ်ကားနံပါတ်ဘယ်လောက်လေးတွေရမလဲမသိဘူးเนาะနံပါတ်ကE2E3 T2D3ဟုတ်တစောင်းဘယ်လောက်လဲရှင်တောင်း3200ပါမဟုတ်လက်မှတ်ကားကိတ်ကဘယ်နားလေးမှလဲရှင်ကားကိတ်ကအောင်မင်္ဂလာဝေးကြီးပါပါဟုတ်ရန်ဒီဥစ္စာရန်ကုန်ရောက်သွားလားရှင်ဟုတ်ကဲ့ပါညီမတို့ကမန္တလေးကိုသွားမှာနဲ့ရန်ကုန်ကမဟုတ်ဘူးဆိုတော့ရန်ကုန်လက်မှတ်ဖြတ်လို့ရပါမလားရတယ်ဒီမှာဟုတ်၄ဆောင်ဟုတ်ဒီမှာကျမတို့ကဘကိုးကနေစီးမှာကိုရတယ်ဒီမှာရန်ကုန်ကနေထွက်အဲ့မှာကျွန်တော်ဘကိုးကနေပြီးလို့ရတယ်လေလက်မှတ်လေးစရံဘယ်လောက်လွှဲရမလဲကိုအဲ့ဒါညီမတို့အဆင်ပြေတော့မပြောလို့ရတယ်ကေပေးလားဝိပေးလားရှင်ကေပေးနေရတယ်နော်ဝိမရှိဘူးလားကိုဝိလည်းရတယ်ညီမကျွန်တော်တို့စိတ်ကနေပြောလို့ရတယ်နော်ဝိပေးနဲ့မလေးပေးပါလားဟုတ်ကဲ့မအဲ့ဒါညီမတို့ live ဖြစ်တဲ့ဆိုရင်ညီမတို့ပြရောက်တယ်တယောက်ပဲမှတ်ပုံနေနံပါတ်ပဲဆက်သွယ်ရအောင်ဖုန်းနံပါတ်ပဲအညီလေးကျွန်တော်တစ်ချက်ပို့ပေးညီမနော်အကိုပို့ပေးလို့မရဘူးလားကျွန်တော်မှတ်ပုံနေရမှာပို့ပေးလို့ရမယ်ညီမနော်ဟုတ်လေရန်ကုန်လာဖြတ်ခိုင်းနေဆိုရင်အောင်မင်္ဂလာကွင်းပင်နားမှာလာဖြတ်ရမလဲရှင်အောင်မင်္ဂလာဝီးနှစ်လမ်းကိုလာခဲ့ရအောင်နှစ်လမ်းကအောင်မင်္ဂလာကားဂိတ်ပဲလားဟုတ်ဂိတ်ကားဂိတ်ကိုလာဖြတ်လို့ရတယ်ဗောကိုရတယ်ညီမဟုတ်ကဲ့ဖုန်းနံပါတ်ကဒီတစ်လုံးပဲရှိရလားကိုဟုတ်ကဲ့၄ဆောင်ရတယ်နော်ကိုရတယ်ညီမနော်မဟုတ်ဟယ်လိုဟုတ်ကဲ့ပါညီမဟုတ်လီအခုဒီခါလေးယူထားမှာလားညီမမနဲ့လာပါလားဟုတ်၄ဆောင်တစ်ခါလေးဖြတ်ထားလိုက်မယ်ကိုဟုတ်ပြီအဲ့ဒါကျွန်တော်ဆက်ပုံပြန်လုပ်ထားလိုက်မယ်နော်ဟုတ်ကဲ့ဖုန်းနံပါတ်လေးခုံနံပါတ်လေးပြန်ပြောပေးပါဦးG2 G3 E2E3 ဟုတ်ရှင်းနာလေးရပါဟုတ်ကဲ့အဲ့ဒါကျွန်တော်မှတ်ဖို့နေမှာဟုတ်ကဲ့ဘယ်ဥပို့ပြရမလဲကိုဘိုက်ပါလားဟုတ်ကဲ့ဟုတ်ကဲ့